Okay အားလုံးမင်္ဂလာပါအခုဆိုရင်ကျွန်တော်တို့ကန်ချနာဘူလီရဲ့ရေပေါ်ဖောင်ကိုတွားဖို့ကျွန်တော်တို့ကမ်းနားကိုရောက်ရှိလာပါပြီခင်ဗျာမကြာမီကျွန်တော်တို့အဖွဲ့အစည်းတွေကမ်းနားကိုတွားပြီးဖောင်15တော့မှာဖြစ်ပါတယ်ခင်ဗျာအခုမြင်တွေ့နေရတာကတော့ကျွန်တော်တို့တွေကားပေါ်ကနေဆင်းလာတာမြင်တွေ့ရပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့ရောက်နေတဲ့အချိန်ကတော့နေအရန်ပူတဲ့အချိန်လည်းဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့ဖောင်ထဲကိုဆက်သွားတော့မှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ကြည့်ပေးပါနော်နေကအရန်ပူတဲ့ဖြစ်တဲ့အတွက်ကဲအခုမြင်ရတာတော့နေကတော့တကယ်ပူတဲ့အချိန်မဲ့တိုးနေတာပါကျွန်တော်တို့တွေနေပူတဲ့ကိုဖြတ်ပြီးဖောင်ထဲကိုသွားနေပါတယ်ခင်ဗျာကျွန်တော်တို့အဖွဲ့အစည်းတွေရောက်ရှိနေတဲ့အချိန်ကတော့နေလည်းအရန်ပူတယ်အကြာမီကျွန်တော်တို့တွေဖောင်15တော့မှာဖြစ်ပါတယ်အခုကျွန်တော်တို့ရောက်ရှိနေတာကတော့ကျွန်တော်တို့ဖောင်ထဲကိုဖောင်စိတ်ကန်းကိုရောက်ရှိနေပါပြီเนาะမကြာမီကျွန်တော်တို့တွေနေရာတွေကိုစီတက်ယူမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့ကားပေါ်မှာပါလာတဲ့ပစ္စည်းတွေကိုဖောင်ထဲကိုစပြီးတော့တည်နေတာကိုမြင်တွေ့ရပါတယ်ခင်ဗျာကျွန်တော်တို့ဖောင်ဆက်တက်ခြင်းမှာတော့เนาะဓပုံရိုက်ပြီးတော့ပုံထုတ်ရောင်းတဲ့ကန်ချနာဘူရီကကင်မရာမန်လည်းရှိပါတယ်โอเคအခုဆိုရင်ကျွန်တော်တို့ဖောင်ထဲကိုစတက်နေပါပြီဖောင်ထဲကိုရောက်ချင်းကျွန်တော်တို့တွေမြင်တွေ့ရတာကတော့ဗာတွေမြင်တွေ့ရလဲဆိုတော့เนาะအခုဒီမှာဒါကတော့ဒါ DJ ဆက်ဆရာတွေပေါ့เนาะဆက်ဆရာတွေညကင်းဆိုရင်ခီးသွားတွေဖြော့ဖြေဖို့အတွက်ကဲဖို့တဲ့နေရာလေးတွေပေါ့เนาะဒါညဆိုရင်တော့တကယ်မီးညောင်စုံနဲ့ဖိုက်တဲ့နေရာလေးဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့အဖွဲ့အစည်းတွေကတော့ရေခဲပုံးထဲကိုပစ္စည်းတွေစုံလင်ထက်နေပါပြီပေါ့เนาะပစ္စည်းတွေစုံလေးဆိုတာကဘာလဲဆိုတော့အချိုရည်တွေအေးတွေကအစပေါ့เนาะအခုမြင်တွေ့နေရတော့ဒါပေါက်စီတို့အဖွဲ့အစည်းတွေပေါ့เนาะပေါက်စီတို့အဖွဲ့အစည်းကတော့ဒီလိုနေရာမျိုးဆိုရင်တအားကြိုက်တယ်ပေါ့เนาะဟုတ်ကဲ့ပါအခုမြင်တွေ့နေရတော့ဒါကတော့ကန်ချနာဘူလီရဲ့မြစ်ဖြစ်ပါတယ်အေယာဝတီမြစ်မဟုတ်ပါဘူးเนาะကဲအခုဆိုရင်ကျွန်တော်တို့အဖွဲ့အစည်းတွေနေရာတွေကိုစီယူနေရတာမြင်တွေ့ရပါเนาะအချက်ပြုတ်ဆိုရင်လဲသူ့နေရာနဲ့သူဒါကျွန်တော်တို့အခုကန်ချနာဘူလီရဲ့အချက်ပြုတ်ပိုင်ရှင်ကတော့ဝေလူတာဝန်ယူထားပါတယ်ခင်ဗျာအခုဆိုရင်ခရီးတွေပန်းလာတဲ့ကျွန်တော်တို့ရဲ့ခရီးသည်တွေတက်တာနဲ့နေရာယူနေပါတယ်မကြာမီကျွန်တော်တို့အဖွဲ့တွေဘာတွေဆက်လုပ်မှလဲဆိုတော့ကျွန်တော်နဲ့အတူစွန့်အောင်လိုက်ကြည့်ပြရပါတော့ကန်ချနာဘူလီမှာရောက်တဲ့ခါကျရင်ဘာတွေရှိတယ်ဘယ်လိုမျိုးတွေဘယ်လိုအစီအစဉ်မျိုးတွေနဲ့ကျွန်တော်တို့တွေနောက်လာမဲ့နေ့တွေဆိုရင်လည်းเนาะကိုကအလဲသွားမယ်ဆိုရင်လည်းဒီအစီအစဉ်တွေကိုကိုကကြိုသိသွားတဲ့ခါကျတော့ကိုစီစဉ်တရားရှိတာကိုကြိုပြီးတော့စီစဉ်လို့ရတာပေါ့နော်အခုမြင်ရမှာတော့ဒါကတော့ပေါက်စီကတော့เนาะသူ့ရဲ့အချိုရည်တွေပေါ့နော်အချိုရည်တွေကိုလည်းရေခဲတွေနဲ့တေးတက်ထက်နေတာမြင်တွေ့ရပါတယ်เนาะဒါကပေါက်စီပါဒီလိုနေရာမျိုးမှာအရန်အားကိုးရတဲ့ပေါက်စီဖြစ်ပါတယ်เนาะကဲပါအခုဒါမြင်တွေ့နေရတော့ဒါကတော့ရေပေါ်ဈေးလို့ပြောမှာပေါ့နော်ဈေးတိုင်လေးပါဟုတ်ကဲ့ပါမင်္ဂလာပါဒါကျွန်တော်တို့တွေညသာစားဖို့အတွက်ကျွန်တော်တို့ကန်ချနာဘူလီခီးစဉ်ညသာစားဖို့အတွက်ဒီမှာချက်ပြုတ်အလုပ်တွေကိုစီလုပ်နေပါပြီနော်အားကတော့ညီမငယ်လေးတို့ပါအားကတော့ဘဲမရှိဘူးနော်ဘာလဲပြောရအောင်โอเคပါဒါဒီဘက်ခြမ်းရတော့ကျွန်တော်တို့ရဲ့စပိုမူတွေဖြစ်ပါတယ်โอเคပါကျွန်တော်တို့ရဲ့ခီးစဉ်မှာစပိုမူဝေလူကောင်းဂျပန်မှာစားတော့ဆိုင်မှာလောက်လာခဲ့တာ10နှစ်တက်တန်းရှိပါပြီခင်ဗျာကျွန်တော်စပိုမူပါโอเคပါအခုဆိုရင်ကျွန်တော်တို့ရဲ့ခီးသည်တွေကတော့ခီးပန်းလာပြီဆိုတော့အချိုရည်တွေထိုင်တော့မှာဖြစ်ပါတယ်အခုမြင်တွေ့နေရတော့ပေါက်စီကတော့လေချောင်းတွေဆေးတော့မှာဖြစ်ပါတယ်နော်လေချောင်းဆေးတော့မှာဖြစ်ပါတယ်
ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ရဲ့ဘောစီတွေဖြစ်ပါတယ်နော်ဘောစီတွေကတော့နေရာအစင်သေးယူပြီးတော့အေးတွေတောက်နေပါပြီခင်ဗျာမကြာမီမှာတော့ကဲတော့မှာမကြာမီမှာကျွန်တော်တို့ဖောင်းပေါ်မှာစပြီးတော့ကဲတော့မှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ကျေးဇူးပါဆုံးအောင်လိုက်ကြည့်ပေးပါဗျာမင်းလက်ထိသွားမယ်လက်ဖက်ဒီပေါ်မှာစေကမရှိဘူးတော့လက်ပါသွားရောတဲ့တော့ကျွန်တော်စပူမူရမြင်တဲ့အတိုင်းပဲဒီတော့တွေတော့မလုံးတော့နဲ့နော်ဒီတော့တွေလုံးတော့နဲ့နော်ဘယ်တော့လဲဒါပါပေါ့စီကစိတ်မချလို့ကျွန်တော်စပူမူစိတ်မချလို့သင်္ကြန်မြည်နေပြီโอเคပါစပူမူရဲ့လက်ရကိုတော့ဒီညကျွန်တော်တို့တွေရဲ့စပူမူလက်ရကိုဒီညကျွန်တော်တို့တွေစားကြည့်မှာဖြစ်ပါတယ်အကယ်လို့ကောင်းမယ်ဆိုရင်ကျွန်တော်တို့ချုံမလီကိုပြန်ရတဲ့တန်းဆိုင်ဖွင့်တော့မှာစပူမူလေးရအောင်ကြာရတဲ့တန်းဖွင့်တော့မှာဆိုင်တော့ဟေးဒီတော့လာပြလိုက်ကျွန်တော်တို့အပန်းပြခီးစဉ်လိုက်ပို့တာဖြစ်ပါတယ်စော်ပြစ်ကပါစော်ပြစ်ကသူကတစ်ခွက်ဝင်သွားရင်တစ်မျိုးပြောင်းသွားတာပါကြည့်ပါအခုကတစ်ခွက်ပဲဝင်ရသေးတယ်တစ်မျိုးပြောင်းသွားပြီပထမတော့ကျွန်တော်ကဒီတော့မတင်ထားဘူးဒီတော့โอเคပါအခုဆိုရင်ကျွန်တော်တို့ရဲ့ခီးသည်တွေကပေါ့နော်အခုဆိုရင်ပျော်ပါနဲ့အေးပါတယ်အေးတွေအမူးတွေပါတယ်တောက်လို့ပြီးသွားဆိုရင်ကျွန်တော်တို့တွေမစတာမီရေကစားတော့မှာဖြစ်ပါတယ်နော်အခုချိန်မှာတော့ကျွန်တော်တို့ရဲ့ခီးသည်တွေကဖောင်းပေါ်မှာရေဆော့ဖို့ဖောင်းပေါ်ကနေဖောင်းပေါ်ကိုစပြီးတော့တက်နေပါပြီခင်ဗျာမကြာမီကျွန်တော်တို့တွေကန်ချနာဘူးဒီမြစ်အလယ်မှာစပြီးတော့ကဲတော့မှာဖြစ်ပါတယ်အခုဆိုရင်တော့ဖောင်ပေါ်ကိုစတက်နေပါပြီเนาะကျွန်တော်တို့ဖွဲ့စည်းတွေဖောင်တွေကိုရေကူးဆောင်တွေတည်တည်ချာတက်ပြီးတော့ဖောင်ပေါ်မှာစပြီးတော့ကဲတော့မှာမို့လို့အခုစုံအောင်ထိလိုက်ကြည့်ပေးပါเนาะကျေးဇူးအများကြီးတင်ပါတယ်နေရာမှာဖွဲ့တာမီဖောင်ကူပြီးတော့ရေဆော့တော့မှာဖြစ်ပါလေโอเคပါအခုကတော့ဒါကတော့အရောင်ကနေလာတဲ့ဒီစားတွေဖြစ်ပါတယ်เนาะ
哪个玩法？